ကောင်မလေးကသူ့ရဲ့မောင်လေးရှူပေါက်တဲ့အချိန်မှာအနောက်ကိုနည်းနည်းတိုးခိုင်းလိုက်ပါတယ်ပြီးတဲ့အခါမှာတော့သူကမှောက်ပြီးတော့ညစ်ပတ်နေတဲ့မြောင်ကိုကြည့်နေပါတယ်ထွက်သွားတဲ့ရေကိုကြည့်ပြီးတော့သူ့မှာအကြံတစ်ခုရလာတယ်ပြီးရင်သူ့မောင်လေးကိုမြောင်ထဲမှာရပ်ထားခိုင်းလိုက်ပါတယ်သူ့ရဲ့မောင်လေးကိုအတွင်းခံမဲ့ပေးဝဲပြီးတော့ရေမြောင်အတိုင်းထွက်သွားဖို့ခိုင်းလိုက်ပါတယ်ညစ်ပတ်နေတဲ့ရေကိုကြည့်ပြီးတော့ကလေးလေးလည်းစိတ်ညစ်နေပါတယ်ဒါပေမဲ့ထွက်သွားနိုင်ဖို့သူကတောက်ခံပြီးတော့ရေမြောင်အတိုင်းကူသွားလိုက်တယ်အချိန်တိုအတွင်းမှာနောက်တစ်နေရာကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့သူကောင်းဖော်လိုက်တာနဲ့အော်တန်ကိုကြားလိုက်ရတယ်သူကအခန်းနောက်တစ်ခန်းကိုရောက်လာပြီးတော့ယူလာအောင်လန့်နေတဲ့မိမတယောက်ကိုတွေ့လိုက်ရတယ်သူလဲဘာလို့ရမှန်းမသိတော့ပါဘူးနောက်တစ်ခန်းကိုရောက်သွားတဲ့အခါမှာတော့အခန်းထဲမှာရှိတဲ့မမကမအော်ပေမဲ့သူကိုပကံများတစ်ခုပြီးတစ်ခုနဲ့ပြစ်နေပါတယ်သူရုတ်တရက်ထွက်လာလို့လန့်သွားမှန်းအရန်သိတာပါတယ်ဒါပေမဲ့သူကပကံနဲ့ပြစ်ပြီးတဲ့အခါကလေးလေးကိုလာဖတ်လိုက်ပါတယ်သူ့ကိုကယ်ဖို့အတွက်ကလေးလေးကိုတောင်းဆိုနေပါတယ်ဒါပေမဲ့သူ့ရဲ့တောင်းဆိုမှုကဘလို့မှအကျိုးသက်ရောက်နိုင်မှာမဟုတ်ပါဘူးလေးကမ်းမြောက်မှာကြတော့ခစ်ဆက်ဆန်လူငယ်တယောက်ရှိပါတယ်သူ့ပုံစံကိုကြည့်လိုက်ရင်တော့ထူးခြားနေပေမဲ့သူကလက်ဝက်ချက်တစ်ခုကိုတီးပါတယ်အခန်းတိုင်းမှာမိန်းကလေးတယောက်စီရှိပါတယ်အခန်းရဲ့ရီမြောင်ကိုတော့တန်ချောင်းတွေနဲ့ကာထားပါတယ်ထွက်ပြေးဖို့ဆိုတာမလွယ်ပါဘူးကလေးလေးလည်းဘာမှမလုပ်နိုင်လို့သူ့မစီကိုပြန်သွားပြောလိုက်တယ်ကလေးလေးကပါမုတ်တလုတ်စားပြီးတဲ့အချိန်မှာသူ့အမကနောက်တစ်ဖက်ကိုသွားကြည့်ခိုင်းလိုက်ပါတယ်ကလေးလေးထပ်သွားတဲ့အချိန်မှာသူ့အမကတော့ပါမုတ်ကိုခိုးစားနေပါတယ်ကလေးလေးနောက်တစ်ခန်းကိုရောက်သွားတဲ့အခါအခန်းကကောင်မလေးအိမ်နေပါတယ်သူနိုးလာပြီးတော့ကောင်လေးကိုတွေ့လို့လန့်သွားပါတယ်ဒီမမစီမလေးအသုံးဝင်တဲ့အချက်လက်မရှိပါဘူးနောက်တစ်ခန်းကိုရောက်လာတဲ့အချိန်ကျတော့ဒီအခန်းမှာထူးထူးဆန်းဆန်းနဲ့လူလည်းမရှိပါဘူးသူဆက်သွားလိုက်တော့လမ်းအောင်လန့်သွားပါတယ်ဘာကြောင့်လဲဆိုတော့နောက်ဆုံးခန်းကကောင်မလေးကယူနေပါတယ်သူကကလေးလေးကိုဆွဲပြီးတော့အကုန်တည်သွားကြမှာဆိုပြီးပြောနေပါတယ်သူတို့ကိုလူသက်သမားတယောက်ကဖမ်းထားပြီးတော့ပိတ်ထားတာဖြစ်ပါတယ်အခန်းထဲမှာ6ရက်ပြည့်အောင်နေလိုက်ရင်ည6နာရီမှအသက်ခံရလိမ့်မယ်ကောင်မလေးကယူကြကြောင်ဖြစ်နေလို့ကလေးလေးလေးသူ့ကိုရှောက်ပြောနေတယ်လို့မှတ်လိုက်တယ်ဒါပေမဲ့အခုချိန်မှာသူကရေမြောင်ကနေစပင်းတွေကိုတွေ့လိုက်ရတယ်ကလေးလေးလည်းလန့်ပြီးတော့တုန်နေပါတယ်ရေမြောင်ရဲ့ဒီဘက်အစုံမှာလည်းတန်ချောင်းတွေနဲ့ကာထားလို့ထွက်ပြေးလို့မရပါဘူးပြီးတဲ့အခါမှာတော့ကလေးလေးကသူတို့ရဲ့အခန်းထဲကိုပြန်သွားပြီးတော့သူ့အမကိုအကုန်ပြန်ပြောပြလိုက်တယ်သူ့အမကတော့အဲ့ဒီအကြောင်းကိုမယုံနိုင်သေးပါဘူးတကယ်ဟုတ်မဟုတ်စစ်ဆေးဖို့အတွက်သူတို့နှစ်ယောက်ကနိုင်ကိုစောင့်ကြည့်နေကြတယ်ရေမြောင်ကိုလည်းစောင့်ကြည့်နေပါတယ်လူတက်တဲ့အချိန်ကိုကြော်သွားတာတော့မှသူတို့ကထူးခြားတာကိုမတွေ့ခဲ့ပါဘူးမမတော့အဲ့ဒီကောင်မလေးရှောက်ပြောနေတာလို့ပဲမှတ်လိုက်ပါတယ်ဒါပေမဲ့မမြန်ထွက်ပြေးနိုင်ဖို့အတွက်ကလေးလေးကိုတခြားအခန်းမှာထပ်ပြီးသွားမိခိုင်းလိုက်တယ်ကလေးလေးကကစ်ဆက်ဆန်တဲ့လူငယ်ရဲ့အခန်းကိုနောက်တစ်ခါရောက်လာတဲ့အခါမှာတော့အဲ့ဒီကောင်မလေးကသူ့ကိုပူပေါင်းတစ်ခုပေးလိုက်ပါတယ်ဒါကသူ့ရဲ့အမွေဖြစ်သွားနိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ကလေးလေးကကောင်မလေးကြီးတဲ့ဘက်ကိုကြည့်လိုက်ပါတယ်ကျမ်းပြင်ပေါ်မှာပကံလုံး6ခုတန်းစီထားတာကိုတွေ့လိုက်ရတယ်ကလေးလေးကလည်းနားလဲသွားပါတယ်ဒီနေ့တော့ကောင်မလေးရဲ့အလှည့်ကိုရောက်လာပါပြီကလေးလေးလည်းမတက်နိုင်လို့သူ့အခန်းကိုပြန်သွားပြီးတော့သူ့အမနဲ့အတူတူရေမြောင်းရှိမှစောင့်ကြည့်နေလိုက်ပါတယ်ရေမြောင်းကခဏလေးနဲ့သွေးကြောင်หนีရဲသွားပါတယ်ဟိုကောင်မလေးရဲ့လက်သေးပါလာပါတယ်ကောင်မလေးကတည်သွားမှအရန်တည်တာပါတယ်နောက်ရက်အနေငယ်နေရင်သူတို့လည်းတက်ခံရတော့မှကိုတွေ့ပြီးတော့မမကကဘာပြက်နေပါတယ်အသက်ခံရတဲ့အချိန်ကိုထွက်ဖို့အတွက်အမဖြစ်တဲ့သူကနေရန်ပေါ်မှာအခန်းထဲကိုဆွဲထားလိုက်တယ်ကလေးလေးပြီးတဲ့အချက်လက်တိုင်းအခန်းတစ်ခန်းချင်းစီရဲ့အချိန်ကိုရေးချလိုက်တယ်ရေးပြီးတဲ့အချိန်ကျတော့သူတို့အတွက်အချိန်သိမရှိတော့တဲ့အကြောင်းပေါ်လာပါတယ်အဲ့ဒါကြောင့်မို့လို့မမကကလေးလေးကိုတုံလို့ရတဲ့ပစ္စည်းတွေကိုတက်နိုင်တဲ့လောက်ယူလာဖို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့သူ့မောင်လေးပစ္စည်းသွားယူတဲ့အချိန်မှာည6နာရီထိုးသွားပါတယ်အခုချိန်မှာတော့လူသက်သမားကအပြင်ကိုရောက်နေပါပြီဒီမိန်းမကတော့တယောက်တည်းမတည်ခြင်းလို့ကလေးလေးကိုဖတ်ထားလိုက်တယ်သူ့ကိုအဖော်လုပ်ပေးစေချင်နေပါတယ်တကားလေးတဖြည်းဖြည်းနဲ့ပွင့်လာပါတယ်အရေးအမဲအောင်တစ်ခုဝင်လာခဲ့ပါတယ်ဘေးခန်းမှာစောင့်နေတဲ့မမကလည်းသွေးတွေစီလာတာကိုတွေ့လိုက်ရပါတယ်သူ့မောင်လေးဆုံးသွားပြီးချင်းလို့ငိုနေပါတယ်ဒါပေမဲ့သူ့မောင်လေးကသွေးရိပ်မြောင်တွေကနေရုတ်တရက်ပေါ်လာပါတယ်အသက်ရှင်နေသေးတဲ့မောင်လေးကိုကြည့်ပြီးတော့တိတ်တိတ်လေးဖတ်ထားလိုက်ပါတယ်မောင်လေးအဝတ်စားဝတ်ပြီးတဲ့အချိန်မှာတော့လူစိုးကလွှားကိုကင်ထားတဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ညနာကိုတော့ကောင်းကောင်းမမြင်လိုက်ရဘူးတဲ့သူတို့မောင်နှမနှစ်ယောက်ရဲ့အားနေနိုင်မှာမဟုတ်ပဲကောင်မလေးသိပါတယ်သူ့မောင်လေးကတန်တကားရဲ့အပြင်ဘက်မှာတောချိတ်နဲ့ပဲချိတ်ထားတဲ့အကြောင်းပြောပြလိုက်တယ်တော့တော့မခတ်ထားပါဘူးဒါကတော့တရင်ကောင်းတစ်ခုပါမမကကန်းနဲ့ဆန်ကြည့်လိုက်တော့သူ့မောင်လေးပြောတာမှန်နေပါတယ်6ရက်မြောက်ရောက်သွားတဲ့အခါမှာတော့လူစိုးကလွှားကိုကင်ပြီးတော့အချိန်မှန်ရောက်လာခဲ့ပါတယ်အမဖြစ်တဲ့သူကသူ့တီရီခွင်းနဲ့မီဒီပြတ်သွားအောင်ပြစ်လိုက်ပါတယ်အခန်းတစ်ခုလုံးနဲ့မှောင်မဲသွားပါတယ်လူစိုးကတကားကိုဖွင့်လိုက်တာနဲ့ကောင်မလေးကရေနဲ့ပတ်လိုက်တယ်ပြီးတဲ့အခါမှာတော့လက်နှစ်ဖက်ကိုဆန်ပြီးတော့သူ့မောင်လေးကိုကာထားလိုက်တယ်ငါမောင်လေးကိုမထိစေရဘူးလူစိုးတော့ဂယူးမဆိုင်ဖဲနဲ့လွှားကိုကန်ပြီးတော့အနီးကပ်လာပါတယ်မမလည်းပေးဖဲလိုက်တယ်မောင်လေးအမှန်တကယ်တော့မမကအသေးခံပြီးသူ့မောင်လေးကိုကာကွယ်ဖို့အရင်ရက်ကလေးကဆုံးဖြတ်ထားပါတယ်သူကသူ့မောင်လေးရလာတဲ့ပစ္စည်းတွေအားလုံးကိုစုပြီးတော့သူ့မောင်လေးပုံစံလူရုပ်တစ်ခုကိုလှုပ်လိုက်ပါတယ်ဒီလိုဆိုရင်သူ့မောင်လေးထွက်ပြေးဖို့အချိန်တစ်ခုရသွားပါပြီပြီးရင်သူနဲ့လူစိုးကိုအခန်းတစ်ခုထဲမှာပိတ်ထားခိုင်းလိုက်ပါတယ်မောင်လေးကပေတကားကိုဖွင့်ပေးပြီးတော့အထဲမှာရှိတဲ့လူကိုကယ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဒုတိယတစ်ခုပါဒီလိုနဲ့ပဲအပိတ်ခံရတဲ့ကောင်မလေးတွေကိုကယ်လိုက်နိုင်ပါတယ်အားလုံးကအလင်းရောင်ရှိတဲ့နေရာကိုသွားနေကြပါတယ်မောင်လေးတယောက်တည်းသူ့ရဲ့မမအပိတ်ခံရတဲ့အခန်းမှာရက်ကြည့်နေပါတယ်တ
သူကအထဲမှာရှိတဲ့လွှာတန်ကိုနားထောင်နေပါတယ်နောက်ဆုံးတစ်ခါမမရဲ့ရင်ဘတ်မှာမိနေတာမမရဲ့နောက်ဆုံးအပြုံးကိုတွေးပြီးတော့သူကကြေခွဲစွာနဲ့အုံငိုနေပါတယ်သူကတကားဖွင့်ခြင်းပေမဲ့ကောင်မလေးတယောက်ကသူ့ကိုလာတားလိုက်ပါတယ်ရဲအတူတူသွားတိုင်းမို့အတွက်ကလေးလေးကိုချော်ပြောပြီးတော့ခေါ်သွားလိုက်ပါတယ်